ဟုတ်ကဲ့အားလုံးမင်္ဂလာပါဗျာနော်အားလုံးမင်္ဂလာပါကျွန်တော်တို့ဒီ96เนาะ6ဆုံးတဲ့ခုနှစ်တွေထဲမှာ9နှစ်8ပတ်လဲလိုက်ထွက်တယ်လို့ကျွန်တော်ပြောထားတယ်เนาะနှစ်ဦးတွေကကျွန်တော်တစ်ချိန်မြောက်တွေကတင်ပေးထားတယ်เนาะဒီ site ကเนาะအဲ့တုန်းကတော့ကျွန်တော်အလွယ်လေးပဲထောက်ပြတာเนาะအခုပြည့်ပြည့်စုံစုံရှင်းပြမယ်เนาะဘယ်ချိန်မှထွက်ရမယ်ဆိုတာကိုပါရှင်းပြမယ်เนาะအဲ့တုန်းကတော့ကျွန်တော်ရှင်းပြခဲ့ဘူးတယ်เนาะတစ်ချိန်မြောက်မှာစပြီးတော့ဒီ6ဆုံးတဲ့ခုနှစ်တွေမှာ9နှစ်8ကနန်းလိုက်ထွက်နေတယ်เนาะလိုက်ထွက်နေတယ်ဘယ်ချိန်မှထွက်လဲ6ခါရဲ့အောက်တပွဲကျော်မှာလို့ကျွန်တော်ရှင်းပြခဲ့တယ်เนาะအခုပြည့်စုံစုံရှင်းပြမယ်เนาะဘယ်လိုရှင်းပြမလဲဆိုတော့ဒီမှာ60ခုနှစ်ထဲမှာတဲ့เนาะတစ်စွန်းတဲ့ခုနှစ်ပေါ့အဲ့တစ်စွန်းတဲ့ခုနှစ်ထဲမှာတဲ့303ခုဆိုတဲ့ကဏ္ဍပတ်လဲထွက်တယ်เนาะ303ခုဆိုတဲ့ကဏ္ဍပတ်လဲလိုက်ထွက်တယ်เนาะအဲ့ဒီကဏ္ဍလိုက်ထွက်တဲ့အတွက်အဲ့တစ်စွန်းတဲ့ခုနှစ်61เนาะဒီကပဲစတယ်ရှင်းနှစ်တွေမှာမပေးဘူးเนาะ61ခုနှစ်ကစတယ်61ခုနှစ်မှာတဲ့သူကတစ်စွန်းတဲ့ခုနှစ်ထဲမှာ303ခုဆိုတဲ့ကဏ္ဍထွက်တယ်ပတ်လဲเนาะထွက်ပြီးရတယ်သူကအဲ့61ကိုတစ်စွန်းတဲ့ခုနှစ်ကိုပါဝါလှန်လိုက်ရင်66ခုเนาะတစ်စွန်းခုနှစ်ကိုပါဝါလှန်ရင်6စွန်းခုနှစ်เนาะ61ကိုပါဝါလှန်တော့96အဲ့ဒီခုနှစ်ကိုပါဝါလှန်တယ်လို့ပဲတဲ့ဒီ303ခုဆိုတဲ့ကဏ္ဍကိုပါဝါလှန်လိုက်ရင်982နှစ်ဆိုတဲ့ကဏ္ဍကအဲ့6စွန်းတဲ့ခုနှစ်ထဲမှာလိုက်ထွက်ပေးရတယ်เนาะ6စွန်းတဲ့ခုနှစ်ထဲမှာအဲ့982နှစ်ဆိုတဲ့ကဏ္ဍလိုက်ထွက်တယ်ဟုတ်ပြီနော်သူကခုနှစ်ကိုတစ်စွန်းတဲ့ခုနှစ်ထဲမှာ303ခွန်ထွက်တယ်တစ်စွန်းတဲ့ခုနှစ်ကိုပါဝါလှန်ရင်6စွန်းတဲ့ခုနှစ်အဲ့6စွန်းတဲ့ခုနှစ်ထဲမှာအဲ့303ခွန်ကိုပါဝါလှန်တဲ့9နှစ်ရှိဆိုတဲ့ခဏလိုက်ထွက်တယ်ခုနှစ်ကိုလည်းပါဝါလှန်တယ်ထွက်တဲ့ခဏ303ခွန်ကိုလည်းပါဝါလှန်တာနော်အဲ့6စွန်းတဲ့ခုနှစ်ထဲမှာအဲ့9နှစ်ရှိလိုက်ထွက်တယ်အဲ့သူလိုက်ထွက်တော့မယ်ဆိုလို့ရှိရင်တဲ့သူကသူ့အပေါ်တစ်ပင်နှစ်ပင်အပြင်မှာသူ6ခါထောက်တာနော်သူ့ရှင်းနှစ်နော်သူ့ရှင်းနှစ်မှာတဲ့6ခါထောက်တာ6ခါရဲ့အောက်တစ်ပွဲနှစ်ပွဲရဲ့ဘေးမှာသူက6ခါရဲ့အောက်ကိုတစ်ပွဲနှစ်ပွဲဆင်းလိုက်သူ့ဘေးမှာအဲ့9နှစ်ရှိဆိုတော့ကဏ္ဍလိုက်ထွက်တာနော်ဒါပထမကဒုတိယကမှာဆို61ပြီးတော့2001ခုနှစ်နော်2001ခုနှစ်တစ်စွန်းတဲ့ခုနှစ်ထဲမှာတဲ့303ခုဆိုတဲ့ကဏ္ဍလိုက်ထွက်တယ်ပတ်လေနော်အဲ့တော့အဲ့တစ်စွန်းတဲ့ခုနှစ်ပြီးတော့တစ်စွန်းတဲ့ခုနှစ်ကိုပါဝါလှန်လိုက်တော့2001ကိုပါဝါလှန်2006ပေါ့နော်အဲ့6ခုနှစ်ထဲမှာတဲ့သူကခွန်300ကိုပါဝါလှန်တဲ့ကဏ္ဍ9နှစ်8ဆိုတဲ့ကဏ္ဍလိုက်ထွက်တယ်တဲ့နော်9နှစ်8ဆိုတဲ့ကဏ္ဍလိုက်ထွက်ပေးရတယ်သူကဒီမှာထွက်တယ်နော်9နှစ်8ကဏ္ဍလိုက်ထွက်တယ်သူထွက်တော့မဆိုရင်တဲ့သူကသူ့8နှစ်2005ဆိုတဲ့ခုနှစ်ထဲမှာ6ခါပေါ့နော်6ခါပုံတွေထောက်ပြီးတော့မှသူ့အောက်6ခါအောက်တစ်ပွဲနှစ်ပွဲဆင်းလိုက်ရင်6ခါအောက်တစ်ပွဲကျော်နော်အောက်ဆောင်တစ်ပွဲကျော်မှာထွက်တာ6ခါရဲ့ဇောင်းတစ်ပွဲကျော်မှာထွက်တာ6စွန်းတဲ့ခုနှစ်ထဲမှာထွက်တာဖြစ်တဲ့အတွက်တဲ့နော်96ခုနှစ်6စွန်းတဲ့ခုနှစ်ထဲမှာထွက်တာဖြစ်တဲ့အတွက်သူက9နှစ်ရှိကန်နော်6ခါရဲ့ဇောင်းမှာထွက်တာ6ခါရဲ့အောက်တစ်ပွဲကျော်ဇောင်းမှာထွက်တာနော်ဒီမှာလည်းပဲသူကအဲ့မှာ6စွန်းတဲ့ခုနှစ်ထဲမှာအဲ့9နှစ်8ထွက်တာဖြစ်တဲ့အတွက်တဲ့သူက6ခါရဲ့အောက်ဆောင်တစ်ပွဲကျော်မှာထွက်တာနော်အတတရကကြာသူက90ပြီးပြီး2000ပြီးပြီးတော့2017ပေါ့နော်ဒီ2017ထဲမှာလဲသူကအဲ့လိုပဲ303ခုဆိုတဲ့ကဏ္ဍပတ်လဲလိုက်ထွက်တယ်2017ထဲမှာနော်လိုက်ထွက်ပြီးတော့သူကအဲ့ဒီ2017ကိုပါဝါလှန်လိုက်2016နော်အဲ့6စွန်းတဲ့ခုနှစ်တစ်စွန်းတဲ့ခုနှစ်ကိုပါဝါလှန်တော့6စွန်းတဲ့ခုနှစ်အဲ့6စွန်းတဲ့ခုနှစ်ထဲမှာပဲအဲ့ဒီ303ခုကိုပါဝါလှန်တာသူကနော်303ခုပါဝါလှန်လိုက်တဲ့အခါမှာတော့9နှစ်8ဆိုတဲ့ကဏ္ဍလိုက်ထွက်တယ်နော်9နှစ်8ဆိုတဲ့ကဏ္ဍလိုက်ထွက်တယ်သူက6စွန်းတဲ့ခုနှစ်ထဲမှာထွက်တာဖြစ်တဲ့အတွက်တဲ့6ခါရဲ့သူ့8နှစ်မှာ6ခါနော်အဲ့6ခါရဲ့အောက်တစ်ပွဲနှစ်ပွဲဆင်းလိုက်သူ့ဘေးမှာလာထွက်တယ်နော်6ခါရဲ့ညာဘက်အောက်ဆောင်တစ်ပွဲကျော်ပေါ့နော်အဲ့ဒီမှာ9နှစ်8လာထွက်တာဟုတ်ပြီဒါဆိုရင်ခုတတိယက91 2001 2017 2021နော်2021ထဲမှာလဲတစ်စွန်းတဲ့ခုနှစ်ထဲမှာလဲသူက303ခုဆိုတဲ့ကဏ္ဍပတ်လဲလိုက်ထွက်တယ်နော်လိုက်ထွက်ပြီးရတယ်အဲ့2021ကိုပါဝါလှန်လိုက်2026ဆိုတော့ဒီမှာ2026ခုနှစ်ထဲမှာနော်ခုနှစ်ကိုပါဝါလှန်တယ်တစ်စွန်းတဲ့ခုနှစ်ကိုပါဝါလှန်တော့6စွန်းတဲ့ခုနှစ်အဲ့တစ်စွန်းတဲ့ခုနှစ်ထဲကထွက်ထားတဲ့300ခုကိုပါဝါလှန်ရှင်9နှစ်ဆိုတဲ့ကဏ္ဍဒီ2026ထဲမှာလိုက်ထွက်မယ်ကျွန်တော်ပြောထားတယ်2026ထဲမှာเนาะဒီတစ်ချိန်မြောက်တွေကကျွန်တော်တင်းပေးထားတာเนาะ9နှစ်8ပတ်လဲထွက်ရမယ်သူထွက်တဲ့ချိန်မှာ2ကားနဲ့ပဲသူကထွက်တယ်เนาะဟုတ်ပြီဒီနေ့မှာထွက်တော့မယ်ဆိုရင်ねသူက6စွန်းတဲ့ခုနှစ်ထဲမှာထွက်တာဖြစ်တဲ့အတွက်တဲ့သူက6ခါရဲ့เนาะ6ခါရဲ့ညာဘက်အောက်ဆောင်တစ်ပွဲကျော်ပေါ့เนาะဒီမှာလားထွက်ရမှာ6ခါရဲ့အောက်ကိုတစ်ပွဲနှစ်ပွဲဆင်းလိုက်เนาะသူဘေးမှာထွက်ရမှာဒီမှာ9ကြိမ်เนาะ9ကြိမ်မှာမထွက်ရင်18ကြိမ်မှာလို့ဒီမှာ6ခါတစ်ကြိမ်ရှိသေးတယ်เนาะသူ
ဒီမှာလာထွက်ရမှာ18ချိန်မှာเนาะကျွန်တော်နှစ်စာတွေကဒါတင်းပေးမှုတယ်เนาะဟုတ်ပြီအဲ့ဒါဆိုရင်ဘာကြောင့်ဒီချိန်မှာထွက်မလဲဆိုတာကိုနည်းနည်းထောက်ပြမယ်เนาะသူကနောက်3ကတ်ကိုအညီကစားတယ်เนาะဘယ်လိုအညီကစားလဲဆိုတော့ဒီမှာ61တုံးကသူကအဲ့တိုင်းပဲ61ထဲမှာ303ခွန်ထွက်တဲ့အခါမှာ303ခွန်လိုက်ထွက်တယ်ပေါ့เนาะ303ခွန်လိုက်ထွက်တယ်ဒီ61ပြီးတော့သူက2001ကနေစပြီးတော့3ကတ်ကိုအညီကစားတယ်3ကတ်3ပြား site ကိုအညီကစားတာเนาะ2001မှာ303ခွန်ထွက်တော့မယ်ဆိုရင်တဲ့သူကနှစ်ထိပ်စီးပေါ့เนาะနှစ်ထိပ်စီးအဲ့နှစ်ကပါဝါခွန်ပရိတ်လိုရိုက်ပြီးကမှအဲ့303ခွန်ကြတာเนาะဒီမှာတော့မရိုက်ခဲဘူးเนาะ4ကတ်မပေးဘူး3ကတ်ဘူးเนาะဒီမှာတော့303ခွန်တော့လိုက်ထွက်ပေးတယ်အဲ့ဒီဖြစ်စဉ်မထောက်ဘူးเนาะအဲ့ဒီဖြစ်စဉ်မထောက်ဘူးဒီမှာ2001ကနေစပြီးတော့မှ303ခွန်တစ်စွန်းတဲ့ခုနှစ်မှာ303ခွန်ထွက်တော့မယ်ဆိုရင်တဲ့သူကနှစ်ထိပ်ကပါဝါခွန်ပရိတ်လိုရိုက်ပြီးကမှသူ့အောင်မှာထွက်တာဒုတိယက2017မှာလည်းအဲ့တိုင်းပဲတဲ့303ခုဆိုတော့ကနန်းရိုက်တော့မယ်ဆိုလို့ရှိရင်သူ့ဘေးမှာနှစ်ထိပ်တဲ့เนาะအဲ့နှစ်ထိပ်ကပါဝါခွန်ပရိတ်လိုရိုက်ပြီးကမှအဲ့303ခုထွက်တာเนาะဒီမှာလည်းပဲအဲ့တော့2017ပြီးတော့2021မှာလည်းပဲတဲ့သူကနှစ်ထိပ်เนาะ303ခုရိုက်တော့မယ်ဆိုရင်နှစ်ထိပ်ကပါဝါခွန်ပရိတ်ရိုက်ပြီးကမှကြာတာဒီနောက်3ကတ်ကိုအငြိမ်ပေးတယ်เนาะ2001မှာစပြီးတော့နှစ်ထိပ်ပရိတ်ခွန်303ခုပေးတယ်2017မှာလည်းအဲ့တိုင်းပဲနှစ်ထိပ်ဘရိတ်ခွန်ပြီးမှ303ခွန်ရိုက်တာ2021မှာလည်းအဲ့တိုင်းပဲနှစ်ထိပ်ဘရိတ်ခွန်ပြီးမှ303ခွန်ရိုက်တာဘာကြောင့်ဒါကိုရှင်းပြလဲဆိုတော့အခုပွဲမှာလည်းပဲသူကအဲ့ပုံစံပဲသွားတာเนาะပေးတာတော့61တရာ303ခွန်ကိုပေးတာဒါပေမဲ့နှစ်ထိပ်ဘရိတ်ခွန်ဆိုတာဒီမှာမခံခဲ့ဘူးเนาะနောက်3ကြားမှာခံတာအခုဒီမှာလည်းအဲ့တိုင်းပဲ96ထဲမှာတဲ့အဲ့303ခွန်ကိုပါဝါလှန်နဲ့303ခွန်ကိုပါဝါလှန်နဲ့9နှစ်ရှစ်လိုက်ထွက်တော့မယ်ဆိုရင်တဲ့ဒီမှာ6ခါရဲ့အောက်တပွဲကျမှထွက်တာတော့မှန်တယ်နောက်3ကတ်ကအငြိမ်ကစားတယ်เนาะနောက်3ကတ်ကဘယ်လိုအငြိမ်ကစားလဲဆိုတော့96ပြီး2006ထဲမှာတဲ့เนาะဒီမှာ2006ဆုံးတဲ့ခုနှစ်ထဲမှာအဲ့9နှစ်ရှစ်ဆိုတဲ့ကဏ္ဍထွက်တော့မယ်ဆိုရင်တဲ့သူက6ခါရဲ့ညာဘက်အောက်ဆောင်တပွဲကျမှထွက်တာတော့မှန်တယ်သူ့အပေါ်မှာဘာထောက်ရလဲဆိုခွာနေတဲ့เนาะခွာပေါင်းချင်း2 6ခါเนาะအဲ့ဒီ2နဲ့6နဲ့ပေါင်းချင်း8က2နဲ့ခွာ2နဲ့6ခါနဲ့ပေါင်းချင်း8ဖြစ်တဲ့အတွက်သူက8နောက်ပိတ်အဲ့ကောင်ရဲ့တစ်နှစ်ကျော်မှာထွက်တာเนาะခွာ2 6ခါအဲ့ခွာ2နဲ့6ခါနဲ့ပေါင်းရင်8အဲ့8ကဒီမှာ8နောက်ပိတ်ထားတဲ့အတွက်သူ့ရဲ့တစ်နှစ်ကျော်မှာအဲ့8နဲ့5လာထွက်တာနှစ်ခါနဲ့ပဲထွက်တယ်เนาะဟုတ်ပြီဒါဆိုရင်ဒုတိယက2006ပြီးတော့2016ဒီ2016မှာလည်းအဲ့8နဲ့5ဆိုတော့ကဏ္ဍထွက်တော်မယ်ဆိုလို့ရှိရင်တဲ့သူကအဲ့6ခါရဲ့ပုံမှာခွာ2ထောက်ထားသေးတယ်ခွာပေါင်းချင်း2 6ခါအဲ့ခွာ2နဲ့6ခါနဲ့ပေါင်းချင်း8ဖြစ်တဲ့အတွက်ဒီမှာ8နောက်ပိတ်ရအောင်အဲ့8နောက်ပိတ်ကတစ်နှစ်ကျော်မှာအဲ့8နဲ့5ကိုလိုက်ထွက်တာเนาะအခုတတိယကမှလည်းသူဒီတိုင်းပဲတဲ့เนาะဒီမှာ6ခါဆိုသူ6ခါရဲ့အပေါ်မှာသူကခွာပေါင်းချင်း2ခံထားတယ်တဲ့เนาะခွာပေါင်းချင်း2အဲ့ခွာပေါင်းချင်း2 6ခါအဲ့ခွာပေါင်းချင်း2နဲ့6ခါနဲ့ပေါင်းချင်း8ဖြစ်တဲ့အတွက်ဒီမှာ8လာနောက်ပိတ်ထားတယ်အဲ့8နောက်ပိတ်ကတစ်နှစ်ကျော်မှာဒီဘက်မှာ8နဲ့5ကိုရိုက်ချင်တာเนาะကျွန်တော်တို့8နဲ့5เนาะအဲ့တော့8နဲ့5နှစ်ခါနဲ့ထွက်ရမှာဆို8နဲ့5 5နှစ်8ကိုဦးစားပေးထိုးအားပါပါရန်เนาะ8နဲ့5 5နှစ်8ကိုဦးစားပေးထိုးပြီးတော့အာဥပပါရံပေါ့နော်ဟုတ်ပြီเนาะဒီလောက်ဆိုရှင်းမယ်ထင်ပါဗျာเนาะအဲ့ဒါဘာလို့ဆိုသူက61မှာ303ခွန်ထွက်တယ်အဲ့61ကိုပါဝါလှန်လိုက်ရင်96ခုနှစ်အဲ့96ခုနှစ်တည်းမှာ303ခွန်ကိုပါဝါလှန်နဲ့9နှစ်ရှစ်လိုက်ထွက်တာเนาะ303ခွန်ကိုပါဝါလှန်နဲ့9နှစ်ရှစ်လိုက်ထွက်တာ6ခါရဲ့ညာဘက်အောက်ဆောင်တစ်ပွဲကျော်မှာထွက်တယ်เนาะဒုတိယကတ်ကတစ်စွန်းတဲ့ခုနှစ်တည်းမှာ303ခွန်ထွက်တယ်အဲ့တစ်စွန်းတဲ့ခုနှစ်ကိုပါဝါလှန်လိုက်ရင်2001ကိုပါဝါလှန်2006ဆုံးတဲ့ခုနှစ်ထဲမှာအဲ့303ခုကိုပါဝါလှန်တဲ့ကဏ္ဍ9နှစ်ရှစ်ဆိုတော့ကဏ္ဍလိုက်ထွက်တယ်ထွက်တဲ့ချိန်မှာ6ခါရဲ့ညာအောက်ဆောင်တစ်ပွဲကျော်မှာပဲထွက်တယ်เนาะ91 2001ဒီမှာ2017တစ်စွန်းတဲ့ခုနှစ်ထဲမှာ303ခုဆိုတဲ့ကဏ္ဍအားလိုက်ထွက်တယ်အဲ့2017တစ်စွန်းတဲ့ခုနှစ်ကိုပါဝါလှန်6စွန်းတဲ့ခုနှစ်2016အဲ့6စွန်းတဲ့ခုနှစ်ထဲမှာ303ခုကိုပါဝါလှန်တဲ့9နှစ်ရှစ်ဆိုတော့ကဏ္ဍလိုက်ထွက်တယ်သူထွက်တော့မယ်ဆိုရင်6ခါရဲ့ညာပဲအောက်ဆောင်တစ်ပွဲကျော်မှာထွက်တယ်เนาะဟုတ်ပြီဒါဆိုရင်ဥစရုဒက2021မှာလည်းသူက303ခုပေးထားတယ်သူက4ကပေးထားတယ်303ခုเนาะ91 2001 2017 2021เนาะ4ကပေးထားတယ်ဒါကြောင့်မလို့2021ကိုတစ်စွန်းတဲ့ခုနှစ်ကိုပါဝါလှန်6စွန်းတဲ့ခုနှစ်2026ထဲမှာအဲ့303ခုကိုပါဝါလှန်တဲ့ကဏ္ဍ9နှစ်ရှစ်ဆိုတော့ကဏ္ဍဒီနေ့မှာလိုက်ထွက်ရမယ်เนาะသူထွက်တော့မယ်ဆိုရင်6ခါရဲ့ညာဘက်အောက်ဆောင်လိုပွဲကျော်မှာထွက်ပေးရတယ်เนาะအဲ့တော့8နှစ်5သူထွက်တဲ့အချိန်မှာနှစ်ခါနဲ့ပုံတွေထွက်တာဖြစ်တဲ့အတွက်8နှစ်5နဲ့9နှစ်8ကို
တင်းထိုးအားကိုပါပါရံပါဗျာနော်ဟုတ်ကဲ့အားလုံးပဲ good luck ဒီလောက်ဆိုရှင်းမယ်ထင်ပါတယ်နော်ကံကောင်းကြပါစေဗျာ